ကမ္ဘာကျော်စူပါစတာတွေမော်ဒယ်တွေနဲ့ဘီလီယံနာတွေအများနဲ့မျက်စိကျနေရတဲ့ကမ္ဘာပေါ်မှာဖက်ရှင်အမိုက်ဆုံးနဲ့အလန်းဆုံးနိုင်ငံကြီး၄ခုအကြောင်းဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်ကျွန်တော်တော့ဘိုင်းစောထက်ပါဒါမျိုးဘူးဒရရတဲ့အကြောင်းလေးကိုတင်ဆက်ပေးနေသူပါအခုပဲစလိုက်ကြအောင်ပထမဆုံးသွားမယ့်နေရာကတော့ဖက်ရှင်လောကရဲ့ agree လို့တင်စားရတဲ့ပြင်သစ်နိုင်ငံရဲ့ပါရီမြို့တော်ပဲဖြစ်ပါတယ်ပါရီမြို့ဟာကမ္ဘာဖက်ရှင်နဲ့မွေးရမြေလို့တောင်ပြောလို့ရပြီးကမ္ဘာကျော် leathery brand ကြီးတွေဖြစ်တဲ့ Shoe နဲ့ Dio နဲ့ Louis Vuitton တို့အစတင်ခြေစိုက်ခဲ့တဲ့နေရာတွေပါအထူးသဖြင့်ပါရီ fashion week ကျင်းပတဲ့အချိန်မျိုးမှာဆိုရင်တမျိုးလုံးဟာကမ္ဘာကျော်နာမည်ကြီးအမှုပညာရှင်တွေနဲ့ပြည့်နှက်နေပြီးသူတို့ရဲ့စံပြပြီးဇိမ်ခံဆန်တဲ့ဝတ်စုံတွေကပါရီမြို့ရဲ့လမ်းမတွေပေါ်မှာအပြိုင်ဆိုင်မြင်တွေ့နေရမှာဖြစ်ပါတယ်ဒုတိယမြောက်နေရာကတော့ထိပ်တန်းအမှုပညာလဲရတွေနဲ့ပြည့်နှက်နေတဲ့အီတလီနိုင်ငံရဲ့မီလန်မြို့မှာဖြစ်ပါတယ်ပြင်သစ် fashion ကမိန်းကလေးဆန်ပြီးခမ်းနားထည်ဝမှုကိုလေးပေးရင်အီတလီ fashion ကတော့ဒေသကြားနာတဲ့ကိုယ်တည်းချုပ်လုံးမှုနဲ့စတိုင်ကြမှုကိုရှေ့တန်းတင်ပါတယ်ကမ္ဘာကျော် brand ကြီးတွေဖြစ်တဲ့ Gucci Prada နဲ့ Prada တို့ဒီပီတာဖြစ်တဲ့ Versace တို့ဟာမီလန်မြို့ရဲ့ပြုစုတိုးထောင်မှုနဲ့ကမ္ဘာကိုလွှမ်းမိုးစေခဲ့တာပါမီလန်မြို့ကလူတွေကတာမန်လမ်းလျှောက်ရင်တော့ modern လိုစတိုင်ကြကြဝတ်စားလေးရှိပြီးမှလမ်းလျှောက်ကြပါတယ်တတိယမြောက်နေရာကတော့ရိုးရာနဲ့ခရစ်စတိုင်ကိုအမိုက်ဆုံးပေါင်းစပ်ထားတဲ့ဗြိတိန်နိုင်ငံ UK ရဲ့လန်ဒန်မြို့ပဲဖြစ်ပါတယ်လန်ဒန် fashion ကတော်ဝင်မင်းသားမင်းသမီးတွေရဲ့အထက်တန်းကြကြဝတ်စားဆင်မှုတွေအပြင်လမ်းမပေါ်က Y2K စတိုင်နဲ့စွမ်းအားပြင်းတဲ့လမ်းဘေး fashion တွေကြောင့်နာမည်ကြီးတာပါကမ္ဘာကျော် brand ကြီးဖြစ်တဲ့ Burberry ရဲ့ကုတ်အင်ဂျီအရှည်ကြီးတွေကိုဝတ်ပြီးလန်ဒန်မြို့ရဲ့လမ်းမတွေပေါ်မှာရှောက်လန်းနေတဲ့ modern တွေရဲ့ပုံရိပ်ကတကယ်ကိုရုပ်ရှင်ဆန်လွန်းပါတယ်နောက်ဆုံးနေရာကတော့ကမ္ဘာစီးပွားရေးချက်ချအမေရိကန်နိုင်ငံ USA ရဲ့ New York မြို့ပဲဖြစ်ပါတယ် New York fashion ကတော့လက်တွေ့ကြကြနဲ့လွတ်လပ်ပေါ်ပါမှုကိုအဓိကထားပြီးတနေ့တာလုံးအလုပ်လုပ်ရင်းနဲ့ပါစတိုင်ကျနေစေမဲ့ fashion မျိုးပါဒီမျိုးမှာတော့ကမ္ဘာကျော်ဆယ်လီတွေတက်ရောက်ကြတဲ့မကာလာလို့ခေါ်တဲ့ကမ္ဘာအကြီးဆုံး fashion ပြိုင်ပွဲကြီးကိုနှစ်စဉ်ကျင်းပလေးရှိပြီးစံပြအံ့ဩစရာကောင်းလွန်းတဲ့ဝတ်စုံဒီဇိုင်းတွေကိုတဝါကြီးမြင်တွေ့နိုင်မှာပါအပေါ်ဆောင်နေနဲ့အာရှမှာ fashion လမ်းသုံးနေရာကိုပြောပါဆိုရင်တော့ဂျပန်နိုင်ငံရဲ့တိုကျိုမြို့ကဟာရာဂျူကုလမ်းမကြီးကိုပြေးမြင်ရမှာပါသူတို့ကတော့နောက်တိုင်းစတိုင်ကိုအတူမျိုးပဲကိုယ်ပိုင် animation style တွေစံပြတဲ့အကြောင်းသွေးတွေနဲ့ကမ္ဘာ fashion designer တွေကိုပါအံ့ဩအောင်ဖန်တီးနိုင်တဲ့အထိထူးခြားပါတယ်ဒီလိုနိုင်ငံအသီးသီးကကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ style တွေကကမ္ဘာ fashion လောကကိုပို့ပြီးလှပအောင်ပုံဖော်ပေးနေတာပါ brother တို့ဆိုရင်ရောဒီမျိုးကြီးတွေကဘယ်လိုမျိုး fashion style တွေကိုကြိုက်ဆုံးလဲဆိုတာ comment မှာပြောပေးသွားနိုင်ပါတယ်အခုလိုကမ္ဘာအစင်မြင့်စံပြတဲ့ content တွေကိုအမြဲကြည့်ရဖို့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင် thank you ပါ Listen to me now.